တင်းတိတ်နဲ့မဲဆက်ရှိတဲ့သူတွေ skin care ယူတော့မယ်ဆိုရင်ဒီနှစ်ချက်ကိုသိထားဖို့လိုတယ်ပထမအချက်အနေနဲ့ဒါတွေကိုအဓိကဖြစ်စေတဲ့ရောင်ချက်ပစ္စည်း melanin ထုတ်တာကို short ချပေးတဲ့ ingredient တွေပါဖို့လိုတယ်ဒုတိယအချက်အနေနဲ့ sunscreen ဆိုရင်အနည်းဆုံး SPF 50 PA++ ပါတဲ့ hybrid sunscreen ဒါမှမဟုတ်ရင် tinted mineral sunscreen ဖြစ်ရပါမယ်Vivo ရဲ့ white glassy ampoule cream မှာဆိုရင်ရေပြားမှာ melanin ထုတ်တာကို short ချပေးတဲ့ alpha arbutin tranexamic acid vitamin C နဲ့ glutathione တွေပါတာကိုတွေ့ရတယ်။အိန္ဒိယနိုင်ငံရဲ့ရေပြားထုတ်ဖို့တွေကိုစာပေးကောက်ထားတဲ့အချက်အလက်တွေရဆိုရင်တင်းတိတ်ဖြစ်တဲ့သူတွေက skin barrier ပါမကောင်းတတ်ဘူးဆိုတော့ဒီ cream မှာ skin barrier ကိုအားဖြည့်ပေးတဲ့ niacinamide, ceramide နဲ့ hyaluronic acid တွေပါပါတယ်။ပြီးတော့ ampoule cream ဆိုတဲ့အတိုင်းပဲစိတ်ဝင်လွယ်တယ်။မဲဆက်တို့တင်းတိတ်တို့စားဖြစ်ကစားမှုလို့စိတ်မလိမ့်ချင်သေးဘူး skin care ပဲသုံးချင်သေးတယ်ဆိုတဲ့သူတွေမျက်နှာအသားရောင်ညစ်နေတယ်ဆိုတဲ့သူတွေကဒီ ampoule cream ကိုသုံးကြည့်လို့ရပါတယ်။ဒီ Vivo ရဲ့ white glassy ampoule sunscreen ကလည်း titanium oxide, zinc oxide လိုမျိုး mineral UV filter တွေနဲ့ tinosorb S လိုမျိုးနောက်ဆုံးပေါ် chemical UV filter ပါတဲ့ hybrid sunscreen ဖြစ်ပြီးတော့ tranexamic acid, ceramide နဲ့ hyaluronic acid လိုမျိုး skin care အားနည်းတင်တွေပါတာတွေ့ရတယ်။တုံးနဲ့ပါပေမဲ့ဖြူသွားတာအရင်ပြသွားတာမျိုးမဖြစ်ပဲနဲ့ကျမတို့ sensitive skin နဲ့ပါအဆင်ပြေတာကိုတွေ့ရပါတယ်။ဒီထားမှာဒီ cream နဲ့ sunscreen မှာပါဝင်တဲ့ ingredient တချို့အရာကိုဝန်ဆောင်တို့တိုက်မိခင်တဲ့ကလေးတွေသုံးလို့တော့မရပါဘူး။ဒီ ampoule cream ကလည်း fatty acid တစ်မျိုးပါလို့ချိုးပေါက်အရင်ပိတ်လွယ်တဲ့သူတွေမှုကြောင့်မွေးညစ်ပေါက်ရောင်တတ်တဲ့ fungal acne ဖြစ်တတ်တဲ့သူတွေကတော့ double cleansing တခြားလေးလုပ်ပြီးမှသုံးသင့်ပါတယ်။